โอเคဒီတစ်ခါမှာတော့ Superman မဟုတ်တဲ့ Super Game မလေးအကြောင်းကိုပြောပြမယ်ကျွန်တော်တို့ရဲ့ Superman ကြီးဖြစ်တဲ့ Clark ကသူ့ရဲ့ညီမ One Square Kara ကိုကဘာမြေမှာအခြေချဖို့တခြားအကျိုးတွေကိုခဏခဏမသွားဖို့စိတ်ပူပြီးတတိပေးနေပါတယ်ဒါပေမဲ့ Kara အတွက်ကတော့ကဘာမြေကသူ့အိမ်မဟုတ်ခဲ့ပါဘူးဘာလို့လဲဆိုတော့ Kara ကငါ့မှာဘယ်သူမှမရှိဘူးလို့ပြောခဲ့လို့ပါပဲ Superman ကမွေးကင်းစကတည်းကကဘာမြေပေါ်စရောက်ပြီးတော့လူသားတွေကြားထဲမှာကြီးပြင်းခဲ့ပေမဲ့ Kara ကတော့သူ့မျက်စိရှေ့တွင် Chris Pratt ဂျိုကြီးပြက်စီးသွားတာကိုမြင်ခဲ့ရတဲ့ဒဏ်ရာတွေနဲ့ရှင်သန်ခဲ့ရသူပါသူ့ဘဝမှာအဖို့ဆိုလို့ခွေးလေးပရစ်တိုပဲရှိခဲ့ပါတယ်ဒါပေမဲ့ကန်တရားကသူ့အပေါ်ကိုတိတ်မညာတာခဲ့ပါဘူးကန်ဆိုးကျင်တော့အာကာသဓမြတွေဖြစ်တဲ့ Breaking အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့်ခွေးလေးပရစ်တိုကအစိတ်မိပြီးတော့အသက်ရှင်မှု3ရက်ပဲအချိန်ရပါတော့တယ်အဲ့ဒီအစိတ်ဖြည့်စည်းကိုရဖို့အတွက်ကာရာတယောက်ချိန်လို့ပြီးတော့တိုက်ခိုက်ရပါတော့မယ်ဒီကြားထဲသူ့ရဲ့ glass စားချေမှုကလည်းပါလာပါတယ်သူ့ရဲ့အပြစ်မဲ့တဲ့မိသားစုကိုတက်ခဲ့တဲ့ villain Krang ကိုတွေ့တဲ့အချိန်ကစကာရာရဲ့ဒေါသတွေကပေါက်ခွဲထွက်ပြီးတော့နေလုတ်ခဲ့တဲ့အမားတွေအတွက်နေသိလို့မရသေးဘူးလို့ကြုံဝလိုက်ပါတယ်ဒီဇာတ်ကားကကျွန်တော်တို့မြင်ဘူးနေကြ Superman လို့နူးညံ့ပြီးစီကံကြီးတဲ့ပုံစံမျိုးမဟုတ်ပါဘူးစိတ်တန်ရာတွေနဲ့ကြမ်းတမ်းပြီးအရက်တောက်ရန်ဖြစ်တတ်တဲ့ anti-hero ပုံစံ super gay အဖြစ်မြင်ရမှာပါ Just do what I say. တိုက်ပွဲတွေပြင်းထန်နေပြီမှာကာရာရဲ့မျက်ဝန်းထဲမှာတော့နာကျင်မှုတွေဆုံးရှုံးမှုတွေနဲ့ပြည့်နှက်နေတုန်းပါပဲ This is gonna end well for you guys. သူ့အတွက်တော့ခွေးလေး Crypto တာမရှိရင်အစိမ်ဆိုတာလည်းရှိမှာမဟုတ်တော့ပါဘူးဒီလိုမျိုးအခက်ခဲတွေပြဿနာတွေ super gay တယောက်ဘယ်လိုမျိုးရင်ဆိုင်ဖြစ်ရှင်းရမလဲဆိုတာဘယ်လိုတို့ပဲကြည့်လိုက်တော့ Take your pain away. super gay Roman of tomorrow သွားကြည့်လိုက်တော့ဗျာ Your eyes are beautiful when you cry. A lot of pain, huh? A lot of suffering. There's no home without you, buddy. Aren't you the ditz from that dive bar? Funny. အခုလိုစိတ်ဝင်စားဖို့ဇလန်းကောင်းတွေကိုကြည့်ဖို့ကျွန်တော် follow လုပ်ခဲ့ဖို့မမေ့နဲ့เนาะ